ဒီနေ့ကျွန်တော် AEK LD221 လေးနဲ့ကျွန်တော်ကာရာအိုကေနဲ့ဆိုပြမယ်ဒါနဲ့သူ့ရဲ့အားနည်းချက်ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီခီးသွားရင်းနဲ့ယူသွားပြူသွားလို့အဆင်မပြေဘူးသူက AC only ဖြစ်တယ်အိမ်မှာဆိုမယ်ပြုမယ်ဆိုလို့ရှိရင်တော့အတန်အတွက်အရန်ကောင်းပြီးတော့ကြာဆိုရတာလည်းရတာရှိတယ်ကျွန်တော်ကာရာအိုကေလေးနဲ့ကျွန်တော်ဆိုပြမယ်တော့အချီဆွေကြီးငွေကြီးညက်ကြကလေးတွင်တွင်ကြီးပြုံးချုံလို့ဘိုးရီလေးရှာသည်ဇတ်တုမမီလာကိုလာသူဝိပလာလေးလေးမလိုက်တဲ့ကြီးတင်ပြကြီးကြီးဆိုအောင်အောင်ဘူရတော့အချီဆွေကြီးငွေကြီးညက်ကြကလေးတွင်တွင်ကြီးပြုံးချုံလို့ဘိုးရီလေးရှာသည်ဇတ်တုမမီလာကိုလာသူဝိပလာလေးလေးမလိုက်တဲ့ကြီးတင်ပြကြီးကြီးဆိုအောင်အောင်ဒီမူနဲ့မန်ဝတ်ပြီးဆိုရတာရောနီမရွေးနေဒီနဲ့ဝေဝမောင်ထွားခြင်းဒီမူနဲ့မန်ဝတ်ပြီးဆိုရတာရောနီမရွေးနေဒီနဲ့ဝေဝမောင်ထွားခြင်းပြောမဲ့တင်ပါသည်ကြည်ရင်ကြည်ဆိုတဲ့ဒီဝေဝေစီတန်လာကြီးမဲလို့စီတိုင်းလို့ဝေဝေရောက်လာမည်အချိန်ကြီးချိုးတာလုံးစေကောင်းလုံးဝန်ဆောင်မှုနဲ့အာကလက်ထောင်းနေပါချက်မင်္ဂလာရှိသောနေ့လေးဖြစ်ပါလိမ့်ရှင်